မင်္ဂလာပါဒီအခုကလောကျိုးနေမှာရှိရနန်းတိုင်းဈေးကိုရောက်နေရပါကျေးလက်ဈေးလေးပါအထက်တော့ကင်းတဲ့တူလိုက်ဝင်ကြည့်ရအောင်နော်ဒါကပထမဦးဆုံးတွေ့ရတဲ့လက်ဖက်ရည်ဆိုင်လေးပါဝက်စီခောက်ဒီဘက်မှာဒီမှာထညက်ကုန်းစုံဆိုင်လက်ဆက်ဆက်ပဲဟယန်စန်ဒီစောင်းနေရောင်းနေခေါင်းအုံးနေဆောင်နေမကွန်းရွက်ရောင်းနေအဲ့မှာကြည့်အောင်လက်ဆက်ဆက်ပဲဒီတောင်မုံညင်းဖျောင်းကြီးအာလူဒါပါလဲမသိဘူးဒါပါလဲChắc tuần đó. Chắc tuần, Đà lá, đà không bà. Hoa sẻ ta không ngay ạ. Bà lấy. Chắc tuần cọ. Chắc tuần cọ, chắc tuần cọ. Chắc tuần phun, sao lúc cọ nè. Thật đấy. Là cho xa bùi này, con này. Sao thì mà, ông mà. Chú để giáo này. Cái này sẽ xong thì toài miệng đó. Thì mà chocolate thì mà, chocolate. Thứ nhất thì mà nhớ rồi. Phải đấy. Thân nhà trẻ thì mà bé nó hết đạp hàng lâm thì mà lại có luôn xe con để bỏ nguyên số này nè đây hả cái đó lúc nhiều là quyết định lại wow mẹว่าxe không bằng đi nè nàyဒီဘက်မှာလည်းရှိရယ်ဒီဘက်မသွားတော့တက်တယ်ပဲရှောက်သွားတော့ဟောလှလိုက်တာအပေါ်အောက်အမဲဝန်ဆက်ခေါင်းပေါင်းနေတယ်လှရယ်你得种吧了。不怕也热闹，有，မှာဈေးဝယ်ရတွေ့လားဈေးဝယ်ရင်အဲ့လိုမျိုးတောင်းလေးတွေနဲ့ဈေးဝယ်မှာတောင်းလေးတွေနဲ့စီးလေးတွေဝယ်ပြီးထည့်ရအောင်ဒီမှာငါချောက်အစုံကောင်းညင်းကြည်တောက်ဟောဒီမှာဝယ်လာလေးထည့်ထားသူများချင်အောင်နဲ့တော့ဆက်ဆက်โอเคဆက်သွားမယ်ဘဟုတတဘယ်ခါနာထောက်ဘူးရန်ကုန်ကလာလေတာအလေဟုတ်လေချင်းစက်ကောင်လေးဟုတ်ကဲ့ဟိုမှာအင်ဂျီလေးလှလိုက်တာတိတ်လေးတွေတိတ်လေးဆွဆွရလေငါရန်ကုန်သူရန်ကုန်သားတွေရောတခြားလူရောပြမလို့ပါလို့နန်းတိုင်းရောက်ခဲ့တယ်လေဝေးပဲကလောကနေဆိုဝေးပဲအဲ့ဒါပစုံစိတ်တေးလေးတွေမဆဲလေးဖက်ခုတ်မချဦးတွေရောင်းနေမမအင်ချီတန်ဒါအသားငါးတန်းဖြစ်သွားပြီဟောကြပါတော့
တာဖာရောက်တာလဲ တာကူတဲ့ အော်တာကူ တာကူကြုံကူပေါ့ ဟောဝင်းနေရဒီမှာလေဒီအတွက်အစ်အဆန်ဖြစ်တာပြောပြမယ်နော်အသားငါးတွေကိုသူတို့ဒီလိုမျိုးလေးရောင်းတာတွေ့ရသေးလားအိမ်လေးထဲမှာအဲ့အိမ်လေးထဲမှာရောင်းတာအဲ့လိုမျိုးโอเคနားရစီစီလေးအော်ဟင်းနေရွက်တွေမှာကြည့်အောင်ဆိုင်းစုံနေရပဲဆိုင်းပြီးလက်ဆက်နေရပဲကြည့်ပါအောင်ကြောချန်လက်လက်ဆက်ဆက်စားရုံပဲဒီမှာစီခုနောက်ဆုံးထွန်းတင်သွားလိုက်မယ်ဒါငါချောက်ဆိုင်ဒီမှာကြည့်အင်ဂျီရှက်အင်ဂျီဆိုင်ဟောဒီမှာအချုံဆိုင်ကဲဒီမှာဈေးတန်းဆုံးပါပြီဒီမှာကြည့်အချုံဆိုင်ရှိရယ်ပါအိုးရိုးရအမျိုးမျိုးစိတ်တိုင်းကြချုပ်ပေးဒီအမဲဝတ်ဆက်ကလေးရှိရယ်ထဲမှာโอเคအဲ့ဆိုကေ blog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်ဒီဈေးတန်းမှာတောက်လျှောက်လဲရဘယ်လိုပြောရမလဲဈေးလာဝယ်တဲ့သူတွေရဲ့အင်ဂျီအဝတ်အစားတွေကအဲ့လိုမျိုးအိုးတိုင်းရတဲ့ဝတ်စုံတွေနဲ့အဝတ်အစားတွေဝတ်တာလည်းအများကြီးတော်တော်သဘောကျ Okay see you in next video တာ